AI လေးလာဖို့ခင်ဗျားတို့ investment အသိဉာဏ်လည်းပေးမယ်နောက်ပြီးကြတော့နာမည်ကြီးဈေးကြီးပေးဝယ်နေရတဲ့ AI subscription အကောင်လုံးကိုလည်းအလကားသုံးဝယ်ပေးမယ်ဆိုခင်ဗျားတို့စိတ်ဝင်စားဒါကတကယ်လားဆိုရင်တော့တကယ်ပါခင်ဗျားတို့နားကြလုံးဝမပါဘူးဒီလိုမျိုးနောက်တစ်ခါပြန်မြင်နိုင်တဲ့အခွင့်အရေးကိုရဖို့အတွက်ခင်ဗျားတို့မှာ AI နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ဖို့လိုလားဆိုတော့လုံးဝမလုပ်ပါဘူးဘာလို့မယုံနိုင်လောက်အောင်အဲ့လောက်အရင်ကြီးတဲ့အခွင့်အရေးကိုပေးရလဲဆိုရင်ကျွန်တော်ရှင်းပြပေးမယ်အကောင်လုံးကိုလည်းပုံမှန်လေးပြပြရမယ်ကျွန်တော်ပြောနေကြစကားတစ်ခုရှိရဲအဲ့ဒါက AI is the future ဆိုတာပဲ AI က future ဆိုတာခင်ဗျားတို့ယုံလိုက်ဘာလို့ဆိုတော့ဒီစကားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အာမခံတယ်ဒီ AI ကကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုဘဝတွေရောကျွန်တော်တို့လုပ်ငန်းတွေရော partially ပဲဖြစ်စေကျွန်တော်တို့ fully ပဲဖြစ်စေအနေနဲ့အမြန်ကျွန်တော်တို့ဝင်လာတော့မှာကျွန်တော်ရဲ့ရှိသမျှရှာသမျှဒီငွေကြေးအကုန်လုံးကိုကျွန်တော် AI ထဲမှာအကုန်လုံး invest လုပ်ထားတာအဲ့မှာကျွန်တော်အစကတော့ဒီ30ခန်းလောက်ပဲသုံးဖို့စိတ်ကူးရှိတာဒါပေမဲ့3ရင်းနဲ့ဒီတချို့ဟာတွေလေးလာတယ်တချို့ဟာတွေ invest လုပ်တယ်အဲ့ဒါနေတဖြည်းဖြည်းနဲ့300ခန်းအထိဖြစ်လာတယ်အဲ့အတွက်လည်းကျွန်တော်တိတ်ပြီးတော့ဘာမှစိတ်မပူဘာလို့ဆိုတော့ AI ကကျွန်တော်ထင်တယ်ဒီ Bitcoin တို့ဒီ crypto လိုပဲကျွန်တော်တို့ era အသစ်စတာဖြစ်တဲ့အတွက်ကျွန်တော်တို့အစောဆုံး invest လုပ်ထားရဲဆိုတစ်ချိန်ကြာရင်ကျွန်တော်ဒီ invest လုပ်ထားတဲ့အချိန်တွေရောငွေကြေးတွေအကုန်လုံးကကျွန်တော်တို့စားတိုးပြီးတော့အများကြီးပဲရပြီးတော့တစ်ချိန်မှာကျွန်တော်နောက်ဆုံးပိုင်းထင်တယ်ဟိုကျွန်တော် financially freedom ဖြစ်အောင်ဒီကိုလုပ်ပေးနိုင်တဲ့အစွမ်းရှိရလို့ထင်တယ်အဲ့မှာကျွန်တော်တွေးမိသွားတာကကျန်တဲ့သူတွေလည်းကျွန်တော်တို့AI ကိုအစောဆုံးအမြန်ဆုံး invest လုပ်ထားတင်တာပဲဒါပေမဲ့ကျွန်တော်ထင်တယ်ကျွန်တော်လိုမျိုး AI နဲ့ပတ်သက်ပြီးတော့ investment 300ချီ invest လုပ်ဖို့အခက်အခဲရှိနေတဲ့သူတွေအများကြီးပဲရှိရလို့ထင်တယ်အဲဒါကြောင့်မို့လဲကျွန်တော်အနေနဲ့နံပါတ်1ကျွန်တော်လိုမျိုး AI ကိုဝါသနာပါတဲ့သူတွေ AI ကိုတန်ဖိုးထားတဲ့သူတွေကိုကျွန်တော် support လုပ်ချင်တယ်နောက်နံပါတ်2ကကျတော့ကျွန်တော်ဒီ AI ကိုဈေးကြီးပေးပြီးတော့နိုင်ငံခြားအကြောင်းတွေမှာသင်တန်းတွေမှာတက်တယ်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်အနေနဲ့တိုင်ပင်ပေါ်မရှိဘူးကျွန်တော်တို့တူ project တွေတူလုပ်ပေးမယ်သူမရှိဘူးအဲဒါကြောင့်မို့ကျွန်တော်အနေနဲ့တူတိုင်ပင်လို့ရမယ့်သူတွေနောက်ပြီးတော့ကျွန်တော်နဲ့တူ project အကြီးတွေလုပ်လို့ရမယ့်ဒီ team member လို့ရတယ်ပေါ့အဲဒါကြောင့်မို့လဲကျွန်တော်အနေနဲ့ဒီလောက်ထိ investment အများကြီးပေးတာနောက်ပြီးတော့နာမည်ကြီးဈေးကြီးပေးနေရတဲ့ဒီကျွန်တော်တို့ AI subscription တွေအကုန်လုံးကိုလည်းကျွန်တော်အလကားသုံးဝင်ပေးတာဖြစ်တယ်အဲ့ဒါမှနိုင်ငံခြားအကြောင်းတွေဒီသင်တန်းတွေက language barrier ကြောင့်မို့အခက်အခဲဖြစ်နေဆိုရင်လည်းမြန်မာလိုထိထိမိမိရှင်းရှင်းလင်းလင်းသင်နေတဲ့သူတွေအတွက်လည်းကျွန်တော်ရဲ့ဒီ AI school မှာဒီသင်ယူခွင့်ရအောင်ကျွန်တော်စီစဉ်ပေးထားတာလည်းရှိတယ်အဲ့ဆိုရင်ကျွန်တော် studio မှာ internship ဆင်းမဲ့သူတွေအနေနဲ့ AI လေ့လာဖို့အတွက်ငွေကြေးအတွက်လည်းစိတ်ပူစရာမလိုတော့ဘူးတကယ်လို့များနိုင်ငံခြားအကြောင်းသင်တန်းတွေက language အခက်အခဲရှိရဆိုတဲ့သူတွေအတွက်လည်းစိတ်ပူစရာမလိုတော့တကယ်မြန်ကိုကကိစ္စမရှိဘူးဆိုရင်လည်းနိုင်ငံခြားအကြောင်းတွေသင်တန်းတွေတက်ဖို့အတွက်လည်းကျွန်တော်စီစဉ်ပေးထားတယ်နောက်တစ်ခုကကိုကအကြောင်းတွေသင်တန်းတွေတက်ပြီးသွားပြီဆိုရင်လည်းလေးလာဖို့အတွက်ဒီ subscription ဝယ်ဖို့အခက်အခဲရှိနေဆိုရင်လည်းဒီနာမည်ကြီးနေတဲ့ဈေးကြီးရဲ့ subscription အကုန်လုံးကျွန်တော်အကုန်လုံးလည်းအလကားသုံးလို့ရအောင်ကျွန်တော်စီစဉ်ပေးထားတယ်ဒီမှာခင်ဗျားတို့မေးခွန်းမေးစရာတစ်ခုရှိလိမ့်မယ်အဲ့ဒါက investment ဆိုလို့ခင်ဗျားတို့ဒီနိုင်ငံခြားကနေ investment ယူစလို့မျိုးအတိုးပေးရတာတို့နောက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းရဲ့ share ပေးရတာလို့ရှိလားလို့တွေးတယ်ဆိုရင်လုံးဝမရှိဘူးအဲ့တော့စိတ်ပူကြမလို့တခုလေးပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်နဲ့တူတူလေးလာပြီးတော့ကျွန်တော်နဲ့တူတူအလုပ်လုပ်ပေးပါပဲဒီမှာဘယ်လောက်လေးလာပြီးတော့ဘယ်လောက်အလုပ်လုပ်ပြရမလဲဆိုတော့အဓိကတော့300ဆိုတာက up to 300ထိပေးထားတယ်ကိုယူတဲ့ investment မှာမူတည်ပြီးတော့ကျွန်တော်တို့တူတူအလုပ်လုပ်ရမယ်တူတူကျွန်တော်တို့လေးလာရမယ်အဓိကကျွန်တော်တို့ဒီ AI project တွေကြီးကြီးမားမားတွေလုပ်ဖို့ရှိရအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကိုကဟို investment 300လောက်ထိလဲပိုက်ဆံလည်းပြန်ပေးစရာမလိုဒီအတိုးတွေလည်းပေးစရာမလိုဘာမှပေးစရာမလိုအလုပ်တူတူလုပ်ရုံပဲဆိုရင်ဒါဆိုရင်လွယ်လွယ်လေးပဲဆိုပြီးတော့ထင်သွားမှာဆိုတော့ဒီနေရာမှာကျွန်တော်အလေးနဲ့တစ်ခုမှာကျင်တာလေးတစ်ခုတော့ရှိရဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အနေနဲ့ဒီ AI ကို local quality နဲ့သွားမှာမဟုတ်ဘဲနဲ့ international market ထိထိုးပေါက်ဖို့ဒီကျွန်တော်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်ဝါသနာပါပြီးတော့လေးလာခြင်းတဲ့သူဖြစ်ဖို့လိုတယ်နောက်ပြီးတော့တူတူစူးစမ်းဖို့လိုတယ်ဘာလို့ဆိုတော့ကျွန်တော်ပြောသလိုပဲကျွန်တော်တို့က quality ကိုရိုးရိုးနဲ့သွားမှာမဟုတ်တကယ် international quality ထိသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တေချာလေးစူးစမ်းဖို့တော့လိုတယ်အဲ့အတွက်လိုအပ်တဲ့ကျွန်တော်တို့ဒီသင်တန်းတွေရောကျွန်တော် coaching နဲ့ကျွန်တော်ပေးတယ်လိုအပ်တဲ့ဟာတွေအကုန်လုံးကျွန်တော် support ပေးမယ်အဓိကကတော့ဒီတူတူစူးစမ်းနိုင်ဖို့တော့အဓိကလိုတာပေါ့ဘာလို့ဆိုတော့ကျွန်တော်လိုချင်တဲ့ဟာပွင့်လင်းပြပြကျွန်တော် local quality တော့မဟုတ် international quality သွားမှာဖြစ်တဲ့အတွက်တကယ်စူးစမ်းဖို့လိုမယ်အဲ့အတွက်လည်းဒီစူးစမ်းရတဲ့အသည့်ပွင့်တာတကယ်ကိုယ်တိုင်းမရမှာဘာလို့ဆိုတော့ကျွန်တော်စီမှာတူတူလောက်ပြီးသွားပြီဆိုရင်ကိုကနိုင်ငံခြားမှာအလုပ်လုပ်ချင်တယ်တော့ပါဆိုရင်ကျွန်တော်တို့အတွေ့အကြုံလည်းကောင်းကောင်းရသွားပြီနောက်ပြီး portfolio လည်းကောင်းကောင်းရသွားပြီကျွန်တော်အနေနဲ့လည်းဒီ international မှာ architecture visualization နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးချယ်ခံရတာတွေ award ရတာတွေရှိသလိုဒီနိုင်ငံခြားအလုပ်တွေကိုလည်းကျွန်တော်ဘန်ကောက်ကနေယူပြီးလုပ်နေရမလို့ကျွန်တော်ဒီလောက်ထိကျွန်တော် invest လုပ်နိုင်တာဖြစ်တယ်ကျွန်တော်အိမ်ကချမ်းသာလို့မိဘချမ်းသာလို့တော့မဟုတ်ဒီကျွန်တော် invest လုပ်ထားတဲ့မှန်သမျှပိုက်ဆံအကုန်လုံးကကျွန်တော်လက်နဲ့ပဲကျွန်တော်ကိုယ်တိုင်အကုန်လုံးရှာထားတာအဲ့ဒါကြောင့်မို့ကျွန်တော် Arvis လိုပဲ AI ကိုလည်းကျွန်တော် international level ထိလည်းသွားခြင်းတယ်ဖြစ်နိုင်တယ်ဆိုရင် award တွေလည်းရချင်တယ်ကျွန်တော်အနေနဲ့လည်း arcade တရားမဟုတ်တာဖြစ်တဲ့အတွက်ဒီ investment ကိုကျွန်တော်300အထိပဲပေးဖို့ပဲစိတ်ကူးထားပါတယ်အဲ့ဒါကြောင့်မို့ဆိုလိုတာကတော့ကျွန်တော် team member မှာစုစုပေါင်း9ယောက်ပဲကျွန်တော်ခေါ်မှာပါ
အားကြောင့်မို့ကိုယ့်ရဲ့အကောင့်ဆုံး portfolio တွေကိုကျွန်တော်စီမှာအမြန်ဆုံးပို့ပြီးတော့ဆက်သွယ်ဖို့ကျွန်တော် recommend ပေးပါတယ်ဒီမှာကျွန်တော်တို့ဟို design ပိုင်း face ပိုင်းဒီ programming ပိုင်းတွေ AI ပိုင်းတွေဒီကို creative ပိုင်းတွေမှာအားသာတဲ့သူတွေဆိုရင်တော့ကျွန်တော် big plus ပါဒါပေမဲ့ကျွန်တော်တို့ AI နဲ့ပတ်သက်ပြီးတော့ဘာမှမသိဘူးဆိုလည်းကိစ္စမျိုးကျွန်တော်ပြောသလိုရှောက်လို့ရတယ်ဘာလို့AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအစအနေအစားဆုံးပြန်တင်ပေးမှာကျွန်တော်လည်းတင်ပေးမယ်ဒီနိုင်ငံခြားဆရာတွေအကြောင်းတွေလည်းတင်ပေးမှာဖြစ်တဲ့အတွက်အဲ့ဒါတော့ကိစ္စမရှိဘူးအဲ့ဒါကိုမှ internship ကိုကျွန်တော်တို့6လတနေ့ဆင်းကြရမလို့တဲ့အပြင်ကိုမှကျွန်တော်တို့ internship 2လဆင်းပြီးရတယ်ကျွန်တော်တို့ junior ဆိုလာသာ3သိန်းခွဲကနေကျွန်တော်5သိန်းထိကျွန်တော်တို့ senior ဆိုလာသာ9သိန်းကနေကျွန်တော်တို့10သိန်းထိကျွန်တော်တို့တစ်ခါလေးပေးသွားမှာဖြစ်ပါတယ်အဲ့အောင်မှာတချို့တွေက AI တော့အရင်စိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော် studio မှာ internship လာလုပ်ဖို့အချိန်အခက်အခဲဖြစ်နေတဲ့သူတွေအတွက်လည်းကျွန်တော်အလိုမျိုးဒီ AI ကို300ချီ invest လုပ်เสียမလို့ပဲနဲ့ကျွန်တော်ကုန်ကြထားတဲ့300ချီရဲ့အပုံ90ပုံသို့မဟုတ်100ပုံလောက်ထိတက်တာမဲ့ဒါလိုမျိုးကျွန်တော်လုပ်ပေးဖို့ရှိရဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တကယ်များစိတ်ဝင်စားတယ်ဆိုရင် comment မှာကျွန်တော် AI လို့ comment လေးပေးခဲ့ပေးပါဒီမှာကျွန်တော်အသေးစိတ်ကိုဒီ comment ကိုကျွန်တော် reply လုပ်ပေးမယ်ဘာလို့ဆိုတော့ဒီ video ကကျွန်တော်အကြောင်းရဲ့ဒီ video မဟုတ်အဓိကကျွန်တော် studio အတွက် team member ခေါ်တဲ့ video ဖြစ်တဲ့အတွက် comment မှာပဲကျွန်တော်အသေးစိတ်လေးကျွန်တော် reply လုပ်ပေးပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်နဲ့အတူတူကို next level ရအောင် upgrade လုပ်ချင်တဲ့သူတွေဒါမှမဟုတ် AI ကိုအရင်စိတ်ဝင်စားနေတဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်jojongain.mm@gmail.com မှာကျွန်တော် email ပို့လို့ရပါပြီနောက်ပြီးတော့လည်းကျွန်တော်ဒီ interview ကိုတစ်ပတ်အတွင်းခေါ်ဖို့ကျွန်တော်စိတ်ကူးထားပါတယ်အဲ့ဒါဆိုရင်အားလုံးပဲကိုစိတ်ကူးပုံပေါ်ထားတဲ့အနာဂတ်ကိုအမြန်ဆုံးအကောင့်ထဲပေါ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးရင်းနဲ့ peace